ရှင်ကလေအမြဲတမ်းဒီလိုပဲဝတ်တာလား ဟုတ်တယ် ဘောင်းမီဘာရောမိုးဝေဦးလား ဝတ်ပါတယ်အတွင်းမှာဝတ်လာတယ် ဟုတ်လေကျမမေးတာဘောင်းမီရှည်တွေဘာတွေမိုးဝေဦးလားလို့ပြောတာ ရလို့ ဟမ်ရှားလို့ရှင်ကလေရိုးတာလေရိုးတာပေါ့ဒါပေမဲ့ခင်းနဲ့ညီလာရောညီတူရှိအောင်လို့ဝတ်ရမှာပေါ့အခုဟာလေရှင်နဲ့ကျမတငယ်ချင်းကိုကြည့်ရတယ်အရန်ကိုကွာနေတယ်လို့ပဲ နင်တို့ကလည်းပလိတ်တွေကြနေမယ်ဆလာစီလား ကဲဒါတော့အဖေမိတ်ဆွေတယောက်ကနေမှာရှင်းအောင်အိမ်တလုံးလောက်မရှိနေရာကောင်းလည်းကောင်းတယ်ဈေးနှုန်းလည်းချိုးတယ်အဲ့အိမ်ကြီးကိုနေမှာပြုတ်လို့မွမ်းမှာပြီးဟိုတယ်ဆောက်လိုက်မယ်ဆိုရင်နိုင်ငံသားတွေတော့စိတ်ဝင်စားမယ်လို့ပြောရယုံကြည်တယ်အဲ့ဒါအဲ့ဒီအိမ်ကြီးကိုဝယ်သင့်မဝယ်သင့် မဝဲသင့်ပါဘူး အော်ဘယ်ရလဲ အေးအကြည့်ရောမင်းဘာမွေးသိဘူးလေဖေးဖေးကတော့ဒါစိတ်ဝင်စားတယ်ရှီအောင်အိမ်ဆိုတာတေးကြတယ် အတေးကြတော့တာအဖေမိတ်ဆွေ Messenger ထဲမှာပို့ထားတာတော့အိမ်ကြီးတော့ရှိကြတယ်